ကိုနေဘာရိုက်နေရလဲကိုနေ မင်းကဒီဘယ်လာရ ညာဦးဓမ္မရိတ်တာ ဓမ္မစန္ဒာ နည်းနည်းလေးလွဲပါတယ် ဒီလိုပြောဓမ္မ ညာဦးဓမ္မစင်တာ ဘာကြောင့်လာလဲ ဟိုလေ work for home ဆရာလို့ ဝဘောဘော no work for peace Work for peace ဘလို့ work from home ဘာလို့လာလဲလာစားလား စာမီပဲဒါအတင်းဝင်လာတန်းနေလို့ သမီးရောလာလိုက်ရအဲပါဆွေး ညာဦးကျောင်းမှာပါ ကျမပဲ ညာဦးကျောင်းကိုလာပါတယ် ဘုန်းကစားကောင်းလား ငါစားနေပါတယ် Hello Hey bro say hi bro There you go whoa Che say less bro say less Nice Hello အားလုံးတာလီစွာပါကျွန်တော်ဘလော့အနေနဲ့ကြိုဆိုပါရစေကျွန်တော်ဒီနေ့ရိုက်မယ့်ဘလော့လေးရပါတော့ဒါပထမဆုံးအနေနဲ့ပါဝင်လာတဲ့ special guest ကျွန်တော်အမေအနေနဲ့ရှင်းပြမှာဖြစ်ပါတယ် ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကပေါ့နော်ဇူလိုင်14ရက်အင်္ဂါနေ့မြောက်ဦး Francino မှာရှိရဲမြောက်ဦးဓမ္မစင်တာပေါ့နော်မြောက်ဦးကျောင်းလုံးခေါ်ရဲမြောက်ဦးဓမ္မစင်တာမှာ Work for Peace ဆရာတော်ဘုရားကြီးကြောက်မှာမို့လို့တော့ဖူးနေပါတယ်မိသားစုနဲ့အတူတူတော့ဖူးနေပါရှင်တငယ်ချင်းလေးပါပါတယ်ပြီးတော့မြောက်ဆရာတော်ဘုရားကြီးရော Work for Peace ဆရာတော်ဘုရားကြီးရောအတူတူဖူးရမှာမို့လို့အရင်ကိုကျင်တဲ့ပီတိဖြစ်နေပါတယ်အရင်ကိုပြောနေပါတယ်ရှင်အတူတူအမားတို့နဲ့အတူတူပေါ့နော်လိပ်ပြောဖူးညွန်နိုင်ပါတယ်ပေါ်ရောက်လို့ရှိရင်လည်းဗီဒီယိုလေးတွေထပ်တင်ပေးဦးမယ်နော်ကျေးဇူးပါအားလုံးပဲငြိမ်းချမ်းကြပါစေအားလုံးပဲအဆင်ပြေကြပါစေရှင်ဘယ်တော့မှလဲအဲ့တော့ဒီမှာတင်းလိုက်ရမလဲတခြားကျမှတို့စားလိုက်မလဲညခင်းခိုင်းတာကနေဖုန်းကြီးလာဖို့လေဖုန်းကြီးလာဖို့ဟုတ်ကြည့်ကောင်းတယ်ဟမ်ဒါရောကျွန်တော်တို့ကြောင်းရောက်ချင်းပေါ့နော်ဒါဘိုက်စာလို့ဆိုပြီးတော့ပေါ့နော်ဒါအင်္ဂါပါလာရဲ့ထမင်းဟင်းတွေကိုချပြီးတော့စားမလို့နေဖြစ်ပါတယ်အရှိရတပွဲရောသူတို့အရင်ရောက်နေရောအရင်စားနေနေပေါ့နော်ဆိုတော့ဒါကျွန်တော်တို့အဖွဲ့ကစားမှုပြင်ဆင်ကြဖြစ်ပါတယ်ကောင်းတယ်တကယ်ကောင်းတမီးကခုမှစားရအောင်ဆက်နံခေါ်ပါတယ်ဟိုသူ့မွေးနေတာလာခဲ့အောင်တမီးကနည်းနည်းလာရခက်လို့ daily city ရလို့တမီးခုချိန်နေမအိပ်ရသေးဘူးလုံးဝမအိပ်ရသေးဘူးညဘက်ရတော့မနေ့ညတည်းအလုပ်ဆင်းလာတာလုံးဝမအိပ်ရသေးဘူးညဟိုတကယ်ပြောတာဗျာဒါရောကျွန်တော်တို့စားပြီးတော့ပြီပေါ့နော်ဒါ Work for Peace ဆရာရောရဲ့မြောက်ဆရာရောဘုရားကြီးရေပေါ့နော်ဒါရှိရဲ့အဆောင်ကိုကျွန်တော်တို့သွားနေရဖြစ်ပါတယ်ခင်ဗျာWe gather right here all the members, monk and မြောက်ဆရာရောဘုရားကြီးရောပေါ့နော်အရင်တည်းကဒါအပြင်မှာဖူးရကြပါပြီအခုလို့မြောက်ဆရာရောဘုရားကြီးရောပေါ့နော်ဒါ Work for Peace ဆရာရောဘုရားရောပေါ့နော်ဒါအပြင်မှာအရင်ကြည်ညိုဖို့ကောင်းပါတယ်ခင်ဗျာအခုလို့နှစ်ပါးပေါ့နော်ဆရာတော်နှစ်ပါးဆုံတွေ့ပြီးတော့အခုလို့အပြင်မှာဖူးမြရမှာလည်းအရင်ကိုခက်ခဲတဲ့အခိုက်အတန့်ဖြစ်ပါတယ်ခင်ဗျာ gathers the Bodhi tree together with Bande Painamra first and then to the Myao Sierra and to request Bande Painamra after that the Myanmar members so for peace with Bande Shri Bong Wen
I'd like to request you to follow one by one from. And then all the people come together, follow to the Osaka member alliance. And then we're going to take home pictures memory of these people and another place. ဒါကတော့ပေါ့နော်အပေါ်မှာဖုန်းတို့ကဒီလာရဲ့ပိတ်သိမ်းနေပေါ့နော်ဒါတကမိုက်နဲ့တွေ့ဆုံပြီးတော့တခြားတစ်ဆောင်ကိုပေါ့နော်ဒါကျွန်တော်သွားနေဖြစ်ပါတယ်ကျွန်တော်ကတော့မိုက်သွားပဲနဲ့ဒီအပေါ်မှာရှိရပေါ့နော်ဒါရှေးဟောင်းဖျားတွေကိုကျွန်တော်ပို့ဖို့အတွက်ကျွန်တော်နေခဲ့ရဖြစ်ပါတယ်ခင်ဗျာဒီအိုးဆိုတာကိုဆိုတော့ဒီအိုးဆိုရင်ဒီမြောက်စင်တာမှာပေါ့နော်ရှိရဲ့ဖရားကြီးပေါ့နော်ဒါဘုံဘုံကြီးကိုတော်တိုင်းပြင်ဆောင်လာပြီးတော့ပေါ့နော်ဒါထားရှိရဖြစ်ပါတယ်ဒီဖရားကြီးပေါ့နော်နေပေါင်း100ကျော်200ကျော်ထီအောင်ဒါကြာမြင့်တဲ့ဖရားကြီးရှိပါတယ်ခင်ဗျာအရင်လဲတကူကြီးရဲ့ဖရားကြီးဖြစ်ပါတယ်အားကြောင့်မလို့ဒီကျောင်းကိုလာရတဲ့သူတိုင်းပေါ့နော်ဒီဖရားကြီးကိုလာရောက်ပူမျောပြီးတော့ဒါကတော့ကြဖြစ်ပါတယ်ဖျားတဲ့ကအခုမြင်တွေ့နေရတဲ့ဖျားပေါ့နော်ကျွန်တော်တို့ရဲ့ရခိုင်ဝေသာလီခေတ်တဲ့အနေပေါ့နော်ဒါရှင်ပြင်းတွေတည်ထားကိုးကွယ်ခဲ့တဲ့ဖျားဖြစ်ပါတယ်အဲဒါကိုမြောက်ဆရာတော်ဖျားကြီးကနေပြီးတော့အမေရိကကိုမြားရအောင်ပြင်ဆောင်ပြီးတော့ပေါ့နော်ဒါဓမ္မစင်တာမှာပူဇော်ခံရဖြစ်ပါတယ်အရင်လဲတကူကြည့်သလိုအရင်လဲရှင်းဟောင်းလက်ရမြောက်ပါတယ်ပူတွေ့ရမို့လဲအရင်ကိုကတ်ခဲ့တဲ့ဖျားတစ်ခုဖြစ်ပါတယ်ခင်ဗျာWishes all of you good health, happiness, and every blessing. ဒီနေ့သာလာတော်သက်ကြတဲ့1589ခုခရစ်နှစ်ဒီနေ့14ရက်9လ2029အင်္ဂါနေ့ဖြစ်ပါတယ် Today is Tuesday, July 14, 2026, in the Buddhist era 2570. Couple layers. These rope right here is couple layers, and this is 4 layers, 5 layers. Walking out there. If we were gonna complain, I don't think that we'd be able to complete any journey. When you get to the car, step on that gas pedal you wanted to go fast so that you can get a ticket. And then when you got a ticket, you complain. That's not fair. I didn't go that fast, just only 15 miles extra. Things like that. Police officers are outside standing by the door listening to us right now. So later when you go out, be careful, okay? ကျွန်တော်တို့မြောက်ဆရာတော်ဘုရားကြီးနဲ့ပေါ့နော် Work for Peace ဆရာတော်တို့ကနေပြီးတော့တရားဓမ္မများဟောကြားပြီးတော့ပေါ့နော်လာရောက်ကြရဲ့တရားဓမ္မများအနေဆရာတော်များထံအလူဝတ္ထုငွေပေါ့နော်ကက်လူဖို့အတွက်တန်းစီနေကြဖြစ်ပါတယ်လာရောက်ပူကြရဲ့လူတွေကအရင်များပေါ့နော်တန်းစီရတဲ့နေရာမှာရင်တော်တော်ကြာကြီးတန်းစီရပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့မိသားစုကနေပြီးတော့ပေါ့နော်ဆရာတော်ထံအလူဝတ္ထုငွေကက်လူနေရာဖြစ်ပါတယ်ခင်ဗျာဗုဒ္ဓသာသနာစီရင်တဲ့ဘုန်းကြီးရွေးဆိုခန္ဓာယူပင်ကြပါဘုရားယေတုဘုရားသာသနာစီရင်တဲ့ဘုရားသာသနာစီရင်တဲ့သာဓုရပြီ
ဘလို့ရိုက်ခဲ့ပြီ ကြည့်တော့ဟိုမှာကြည့်မောင်လေးကြည့် ဟိုရိုက်မလို့ကြလား You want it? You want it? Yes. အလောက He's so clever. Thank you. It's too hot over there. Too hot. Yeah. Oh, he just want to lay down. ဘိုင်ရလောက see you next time ရလောက ဒါရောကျွန်တော်တို့ဖုန်းကြောင်းအပြန်ပေါ့နော်ကယ်လီဖိုးနီးယားမှာကျွန်တော်တို့နာမည်ကြီးမြန်မာအသီးရွက်တွေရောင်းနေပေါ့နော်ဆော့ဖန်ဆိုတဲ့နေရာကိုကျွန်တော်တို့အသီးရွက်တွေဝယ်မှုရောက်ညာဖြစ်ပါရဲ့ခင်ဗျာ လာတိလာမှာပြရတိ I need less of it. You're like, we're packing up. Why are you cutting it? Don't worry, they'll come back. They will do this time. They will do this. So you should la mahala. Abraham, say hi. တဟင်းပြီစက်တဟင်းပြီဒါကကပွန်းချင်းဟုတ်တော့မကိုင်းနဲ့တော့မကိုင်းဘူးဖိနေပဲလို့ပဲတုတ်ထားတော့မယ်လို့ပြောတာ Are you okay? Are you okay, Mamona? Are you okay? Are you good? အဲကျမိုးရှင်လို့ရှင်တယ်မာကြီးရဲ့အဲ့ဒါနည်းနည်းတော့တိုက်ပါ